အန်တာပေါ်ကခွေးလေးကိုကြည့်ရင်အဖိုးအိုဟာသိမနိုင်သိမညာကိုကြွေးနေမိပါတယ်။ကြီးမားတဲ့မိတော်မူကြီးဖြစ်သွားပြီးတဲ့နောက်ဆယ်စုနှစ်တခုစာအတူရှိခဲ့တဲ့သူ့ရဲ့ခွေးလေးကအသက်ရှင်နေလိမ့်မယ်လို့သူကလုံးဝမထင်ထားခဲ့ပါဘူး။ပိုပြီးစိတ်မကောင်းစရာကောင်းတာကအဲ့ဒီခွေးလေးဟာပြပုံအတိဖြစ်နေတဲ့အိမ်ဟောင်းလေးထဲမှာပဲသူ့သခင်ပြန်လာနိုးနဲ့စောင့်မျှော်နေခဲ့တာပါ။ကယ်ဆယ်ရေးအဖွဲ့ကခွေးလေးကိုတွေ့ရှိပြီးကယ်ထုတ်လာတဲ့အခါတရိษံဆရာဝန်ကအစာနဲ့ရည်ရွယ်ပြီးခဲ့ပါတယ်။ဒါပေမဲ့ထူဆန်းတာကနရက်တိုင်အစာငတ်နေတဲ့အိုစကာအဲ့ဒီအစာအစာတွေကိုငင်းပယ်ခဲ့တာပါသူသခင်နောက်ဘဝကူးသွားပြီးအထင်နဲ့တူလဲလိုက်သွားဖို့ဆုံးဖြတ်လိုက်တာလားဆိုတဲ့အသွေးမျိုးကဲဆဲတူရီရင်တဲ့ကိုဝင်လာခဲ့တာပါအိုစကာရဲ့ဇလန်ကနာမည်ကြီးဟာရှိကိုခွေးလေးရဲ့ဇလန်အတိုင်းပါအိုစကာကိုအမိုက်ကောက်ပြီးအသက်မွေးတဲ့ဇနီးမောင်နှံအဖိုးနဲ့အဖွာကငငယ်လေးကလေးကမွေးမြူခဲ့တာပါသူဟာသူတို့နှစ်ဦးနဲ့အတူဆယ်စုနှစ်ကြော်ကြာတန်ရုံးစင်တွေ့ခဲ့ပါတယ်ဒါမဲ့ကန်ချမာကရက်ဆက်လွန်လာတာပါလွန်ခဲ့တဲ့အချိန်အနည်းငယ်ကအဖွာအုပ်ကွယ်လွန်သွားခဲ့ပါတယ်ခြာလာအကြမှာတော့မတော်ဆမီးလောင်မှုကြောင့်သူတို့ရဲ့အိမ်လေးကပြပုံဖြစ်သွားခဲ့တာပါအဲဒီနောက်မှာအဖိုးအိုကလည်းသူ့ရဲ့ကဘာထဲကနေပျောက်ကွယ်သွားခဲ့ပါတယ်အိုစကာဒီလောကကြီးထဲမှာတကောင်တည်းအသေးချမ်းချမ်းရစ်ခဲ့တာပါအိမ်မှာတော့နေစရာမရှိအောင်ပျက်စီးသွားပြီးဖြစ်ပေမဲ့အိုစကာကတော့မခွာရပါဘူးတခင်ရှိခဲ့တဲ့အနာအသက်တွေအမတ်တရတွေကြာနေသေးတဲ့အဲ့ဒီပြပုံကြီးကိုပဲသူကအိမ်လိုတတ်မှတ်ပြီးစောင့်နေခဲ့တာပါအိုစကာပျက်စီးသွားပြီးဖြစ်တဲ့အိမ်ဟောင်းလေးကိုပဲတေးတပန်တက်တဆုံစောက်ရှောက်ဖို့ဆုံးဖြတ်ထားပုံရပါတယ်နေ့ဘက်မှာတော့သူဟာအနီးအနားလမ်းမတွေပေါ်မှာရှောက်သွားနေတတ်တာပါအဲ့ဒီလမ်းမတွေကသူနဲ့သူ့သခင်တို့ရဲ့လှပတဲ့အမတ်တရတွေပြန့်လွင့်နေတဲ့နေရာတွေပေါ့ဒါပေမဲ့ယင်းနီးနေတဲ့ဒီလမ်းတွေကိုအချိန်ပေါင်းထောင်တောင်းမက6ကြည့်ပေမဲ့အဖိုးအိုရဲ့အရေးအယောင်ကိုတော့ဘယ်မှမချမတွေ့ခဲ့ပါဘူးအိုစကာအင်ကိုအမြဲတမ်းမျောလင့်ချက်အပြည့်နဲ့ပြေးပြန်လာတာပါတယ်သခင်ကထုံးစံအတိုင်းသူ့ကိုအစာကျွေးဖို့ခေါ်မဲ့အတန်ကိုကြားချင်နေခဲ့တာပါဒါပေမဲ့ပြန်ရောက်တိုင်းမှာစိတ်ပြက်အားငယ်မှုတွေနဲ့ပဲရင်ဆိုင်ရမည်ပါအခင်ဟာဒီအပြက်စီးပုံတွေအောက်မှာပိတ်မိနေတာလားလို့သူထင်နေပုံရပါတယ်ဒါကြောင့်လည်းပြပုံတွေကိုရက်ကန်ပြီးတော့သခင်ရဲ့အနတ်သက်တွေကိုအသေးအံချပွေနေခဲ့တာပါရလာကတော့စိတ်ပြက်စရာပါအိုစကာဝမ်းနဲ့ပက်လက်ဦးဟောင်းရင်းနဲ့သူ့ရဲ့လွမ်းဆွမှုကိုဖော်ပြနေရှာပါတယ်ညဘက်တွေမှာထွက်ပေါ်လာတဲ့အိုစကာရဲ့ဦးတန်တွေကကြားရသူတိုင်းကိုစိတ်မကောင်းဖြစ်စေခဲ့တာပါအဲ့ဒီအတန်တွေထဲမှာလွမ်းဆွမှုတွေစူတောင်းမှုတွေနဲ့ပြင်းထန်နေခဲ့တာပါအိုစကာရဲ့တစ္ဆာတရားကိုဒေတာခန်တွေမြင်တွေ့ပြီးစိတ်မကောင်းဖြစ်ခဲ့ကြသလိုသူ့ရဲ့ခြေထောက်မှာရှိတဲ့မီးလောင်တံရတွေကပိုးဝိမာကိုလည်းစိုးရိမ်နေကြပါတယ်။ကေဆယ်ကြီးအဖွဲ့တွေကသူ့ကိုကယ်ထုတ်ဖို့ကြိုးစားတဲ့အခါမှာတော့အိုစကာမန်ဖီပြီးဟန်တာခဲ့တာပါ။အင်ကတော့ပြပုံဖြစ်သွားပြီဆိုပေမဲ့အင်ကိုစောက်ရှောက်ရမယ်ဆိုတဲ့အသိစိတ်ကသူ့ရဲ့ယူသွင်းချင်းစီတဲ့အထိဆွေးမြဲနေခဲ့တာပါ။ရုပ်သံအစီအစဉ်တစ်ခုကနေအဖိုးအိုရဲ့တည်င်းကိုနေရအနှံ့စုံစမ်းမေးမြန်းခဲ့ရမှာတော့နောက်ဆုံးမှာတည်င်းကောင်းတစ်ခုရခဲ့ပါတယ်။တကယ်တော့မီးလောင်မှုဖြစ်သွားပြီးတဲ့နောက်အဖိုးအိုဟာခန္ဓာကိုယ်အနှံ့မီးလောင်တံရတွေပြင်းထန်စွာရရှိခဲ့လို့ဈေးရုံမှာတိတ်တဆိတ်ကုသမှုခံယူနေရတာဖြစ်ပါတယ်။တည်င်းထောက်ရိုက်ကူးလာတဲ့ဗီဒီယိုတွေကိုအဖိုးအိုကပြသလိုက်တဲ့အခါအိုစကာကိုမြင်လဲရယုံနဲ့အဖိုးအိုဟာကလေးတစ်ယောက်လိုအဟင်းကိုကျွေးနေခဲ့တာပါသူ့ရဲ့ခွေးလေးအသက်ရှင်နေုံတင်မကပဲပြပုံဖြစ်သွားတဲ့အိမ်ဟောင်းလေးမှာသူ့ကိုတင်းစာရှိစောင့်နေတဲ့ဆိုတာကိုသူမယုံနိုင်အောင်ဖြစ်နေခဲ့ရပါတယ်အိုစကာရဲ့ကိုပေါ်မှာမီးလောင်တရာတွေကိုမြင်ရတဲ့အခါမှာတော့အဖိုးအိုဟာစိတ်မကောင်းလို့စကားတော့မပြောနိုင်တော့ပါဘူးဒီတော့တွင်အိုစကာတကောင်တဲဘယ်လိုများရုန်းကန်နေရမလဲဆိုတာကိုတွေးပြီးတော့နောင်တတွေနဲ့ပြင်းနေခဲ့တာပါကေဆေကြီးအဖွဲ့ကအိုစကာကိုဘေးကင်းစွာဖမ်းဆီးနိုင်ဖို့အတွက်အဖိုးအိုရဲ့အကူအညီနဲ့ဗီဒီယိုဖိုင်တစ်ခုကိုကြိုတင်ရိုက်ကူးခဲ့ပါတယ်အခင်းဖြစ်ရနေရာကိုပြန်ရောက်တဲ့အခါမှာတော့အပြက်စီးပုံတွေကြားထဲမှာတန်လောင်အိမ်တစ်ခုကိုပြင်ဆင်လိုက်တာပါအထဲမှာအဖိုးအိုဝတ်ဆင်ခဲ့တဲ့အဝတ်အစားဟောင်းကိုထည့်ထားလိုက်ပါတယ်အဖိုးအိုရဲ့အတန်တွင်းထားတဲ့ဗီဒီယိုကိုလည်းလောင်အိမ်ထဲမှာအစမပြတ်ဖွင့်ထားပေးလိုက်တာပါ။နိုင်ရီအနေငယ်ကြာမှာတော့အိုစကာပြန်ရောက်လာခဲ့ပါတယ်။ခင်ရဲ့အတန်ကိုကြားလိုက်ရတဲ့အခါသူကကြောက်ရွံ့တဲ့ရုပ်လိုတောင့်ခဲသွားခဲ့ပြီးသူ့နားကိုသူတော့မယုံနိုင်အောင်ဖြစ်နေရှာပါတယ်။ခဏအကြာမှာတော့သခင်ရဲ့အနာသက်ရှိရာလောင်အိမ်ထဲကိုတပိပိတိုးဝင်သွားခဲ့ပြီးကယ်ဆယ်ရေးအဖွဲ့ကသူ့ကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပါတယ်။အိုစကာကိုတရိတ်ဆန်ဈေးရုံကိုပို့ဆောင်ပြီးစစ်ဆေးကြည့်လိုက်တဲ့အခါဒဏ်ရာတွေကမပြင်းထန်ပဲမကြခင်ပျောက်ကင်းနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ပြဿနာကြီးတစ်ခုကတော့အိုစကာဟာနရက်တိုင်အစာရောရေးပါလုံးဝငင်းပယ်နေခဲ့တာပါ။အသားဘူးတွေကျွေးပေမဲ့သူကတော့လဲ့တော့မကြည့်ခဲ့ပါဘူး။ဆရာဝန်ကဒီအတိုင်းသာဆက်သွားရင်ခွေးလေးကအသက်အန္တရာယ်ရှိတယ်လို့တတိပေးလိုက်ပါတယ်။ကေဆေးကြီးအဖွဲ့ကအဖိုးအုပ်ကိုနောက်တစ်ချိန်အကူအညီတောင်းရပြန်ပါတယ်။အစားမစားတဲ့သူ့ရဲ့ခွေးကိုမြင်ရတဲ့အခါအဖိုးအုပ်ကတပတ်မေ့ချရပြန်ပါပြီ။အခုအချိန်မှာသူကိုယ်တိုင်ကလည်းဆေးရုံတက်နေရလို့အိုစကာကိုမဆောက်ချောက်နိုင်သေးတာကိုလည်းကိုယ့်ကိုယ်အပြစ်တင်နေမိပါတယ်။သတင်းထောက်ရဲ့အကြံပေးချက်အရအဖိုးအိုဟာအိုစကာအစားစားလိုက်ပါအောင်ဆိုတဲ့ဗီဒီယိုလေးကိုထပ်မံရိုက်ကူးပေးခဲ့တယ်လို့သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းလေးတွေကိုလည်းအိုစကာစီပေးပို့လိုက်တာပါ။အဖိုးအိုရဲ့ပစ္စည်းတွေကိုရရှိတဲ့အခါအိုစကာကအငားမရနမ်းချုပ်ပြီးတော့တခင်ရဲ့အနံ့အသက်ဟုတ်မဟုတ်ကိုအကြိမ်ကြိမ်အတီးပြုနေခဲ့ပါတယ်။သူ့ရဲ့မျက်လုံးတွေထဲမှာမျောလင့်ချက်အရေးအယောင်တွေပြန်လည်မြင်တွေ့လာခဲ့ပါပြီ။သတင်းထောက်ကအဖိုးအိုရိုက်ကူးပေးလိုက်တဲ့ဗီဒီယိုကိုဖွင့်ပြလိုက်တဲ့အခါအိုစကာကချက်ချင်းပဲအာရုံစူးစိုက်ခဲ့တာပါ။သူ့ရဲ့နောက်ရွက်လေးတွေကတခင်မမှာလဲဆိုတာကိုချပွေနေတယ်လို့တလုံးလုံးနဲ့တုံ့ကနေခဲ့ပါတယ်။ဖန်တားပင်ကိုစိုက်ကြည့်နေတဲ့သူ့ရဲ့မျက်လုံးတွေထဲမှာမျောလင့်ချက်အလင်းရောင်တွေပြန်လည်တောက်ပလာခဲ့ပါပြီ။တခင်ရဲ့မှာကြားချက်ကိုနားလေသွားပုံရတဲ့အိုစကာနောက်တစ်စက္ကန့်မှတင်ပကံတဲကအစားအစာတွေကိုအငားမရစားတောက်ခဲ့တာပါ။
ရဲ့အတော်ကြာအစာငတ်နေခဲ့တဲ့အိုစကာခဏချင်းမှာပဲအစားအစာတွေကိုပြောင်းစင်အောင်စားပစ်လိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးသူ့ရဲ့ဘဝဟာအသက်ချင်းချင်းနဲ့စောတွေပြန်လဲနိုးထလာခဲ့ပါပြီ။တလားအကြာမှာတော့အဖိုးဟာဒဏ်ရာတွေပျောက်ကင်းလို့ဆေးရုံကနေဆင်းခွင့်ရခဲ့ပါတယ်။သူဟာအိုစကာကိုကြိုဆိုဖို့အတွက်အိမ်အသစ်လေးတစ်လုံးကိုကိုယ်တိုင်ပြင်ဆင်ထားခဲ့တာပါ။အဖိုးဟာအိုစကာကိုတွေ့ရတော့မယ့်အချိန်ကိုရင်ခုန်စွာနဲ့စောင့်မျှော်နေခဲ့ပါတယ်။အိုစကာကလည်းအဖိုးကိုမြင်လဲရတဲ့အခါမှာတော့စိတ်လှုပ်ရှားလို့သူ့ကိုရှိထားတဲ့ဂျိုးကိုယ်တော်ယုံထွက်ပြီးတခင်ရှိရာစီကိုအားကုန်ပြေးသွားခဲ့တာပါ။ကြာချီစွာဝေးကွာနေရတဲ့လွမ်းဆွမှုတွေကပျော်ရွှင်မှုတွေအဖြစ်ပြောင်းလဲသွားတဲ့အခိုင်အတန့်ပါ။အိုးအိုဟာသူ့စီပြေးလာတဲ့ခွေးလေးကိုပွေ့ဖက်ရင်တကားပြန်ပြီးငိုကြွေးမိပြန်ပါတယ်။တို့နှစ်ဦးစလုံးဟာတနေ့မှာဒီလိုမျိုးပြန်ဆောင်ခွင့်ရပြီး10နှစ်ကျော်ကြာခဲ့တဲ့တန်ရောစင်ကိုစက်ခွင့်ရလိမ့်မယ်လို့အိမ်မက်တော်မမက်ခဲ့ကြပါဘူး။အိုစကာကလည်းအမီလေးတက်လုံးလုံးနဲ့သူ့ရဲ့လွမ်းဆွမှုတွေကိုဖော်ပြနေရှာပါတယ်။အဖိုးကအိုစကာကိုအကျွေးဆက်တဲ့အနေနဲ့သူအကြိုက်ဆုံးအသားဘူးတွေကိုဝယ်ကျွေးခဲ့တာပါဒါအိုစကာအတွက်တော့ဒီလအတွင်းမှာအကောင်းဆုံးနဲ့အမြင့်ဆုံးသမင်းတနတ်ဖြစ်ခဲ့ပါတယ်6လအကြာမှာတော့အစိုးရရဲ့ထောက်ပံ့မှုနဲ့အင်တစ်လေးတစ်လုံးပြည်စည်းသွားခဲ့ပြီးအဖိုးနဲ့အိုစကာတို့ကအတူတူပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်ဒါပေမဲ့အိုစကာအတွက်တော့အင်အစ်စ်ကြီးဖြစ်ဖြစ်အပျက်အစီးပုံကြီးဖြစ်ဖြစ်အဖိုးအုပ်ကြီးရဲ့နေရာကသူ့အတွက်အိမ်ပါ